Ok,အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ WIM 2ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ကတော့YouTuber အစ်စ်ပေါ့နော်ကျွန်တော်ကစဗီဒီယိုကစတင်နေဖြစ်တဲ့အတွက်အမားကြီးလည်းပိုင်ပါတယ်အဲ့တော့စလိုက်အောင်ကျွန်တော် Minecraft စကြည့်တော့ကျွန်တော်တိခုတ်ပါမယ်ကျွန်တော်ဒီ wall ကိုကျွန်တော်အတန်း5ပဲကျွန်တော်ဒီမှတ်ပြီးဆုံးဖြစ်ပါတယ်ဆိုတော့ဒီရောကအရင်တူနေပေါ့ဒါပဲဘာလို့လဲဆိုတော့ကျွန်တော်ဒါကတော့အရင်တော့တင်တဲ့ဗီဒီယိုမို့လို့ပဲကျွန်တော်ခက်လိုက်ရအောင်ဟုတ်တော့ Okay ကျွန်တော်တို့တက်လဲခုတ်ပြီးဆိုတော့ကျွန်တော် graphic တွေပဲလုပ်မယ်ပြီးရင်ကျွန်တော်တို့ snake တွေလုပ်မယ်တသားလုံးကြီးလုပ်မယ်ပေါ့နော်ပြီးတော့ crafting တွေပဲ snake Okay ကျွန်တော် snake ကတော့8ခုနဲ့လောက်မလားတော့မသိဘူး but ကျွန်တော်တို့ပစိန်နဲ့ pick up ပဲလုပ်လိုက်မယ်ဘာလို့ဆိုကျွန်တော်ဒါမလုပ်ဘူးလေဒါ3လောက်တော့မရဘူးကျွန်တော်ပြီးတော့ကျွန်တော်ဒါ creative ကိုကျွန်တော်ဖြတ်မယ်ကြားလို့ရှိရင်ကျွန်တော်တို့ကျွန်တော်နေစားအိမ်လိုက်ရှာမယ်ဒါမှမဟုတ်ကျွန်တော်ဝိုင်းတူးမယ်ဗျာကျွန်တော်ပထမဆုံး mission တွေအများကြီးရှိတယ်ပထမ mission ကတော့ကျွန်တော်အိမ်နေစားအိမ်ဆောက်ဖို့ဖြစ်တယ်ဒုတိယ mission ကတော့ကျွန်တော်ပထမ mission ကအိမ်ဆောက်ဖို့နောက်ထပ် mission ကတိုးဝေးရှာဖို့နဲ့နောက်တစ်ခုကတော့အစာရှာဖို့ဖြစ်ပါတယ်အစာရှာဖို့တော့အဓိကပေါ့နော်ကျွန်တော်တော့ကျ keep ရတော်တော်နေအရင်ဆုံးတူမယ် keep တော့ဟုတ်ပါကြောက်တောင်တူတွေ့တယ်ကြောက်တောင်နေကြောက်တောင်နေအကုန်တူးလိုက်မယ်ကျွန်တော်အဲ့ဒါကတော့ဘာလို့မလဲဆိုတော့ဓာတ်တို့တခြားဥစ္စာတွေတော့ပေါ့နော်ကျွန်တော်အတန်ထိုးဖြစ်နေတော့မှာပဲဆိုတော့ကျွန်တော်ကပထမဆုံးတင်တဲ့ဗီဒီယိုမို့လို့ editing တိတ်မကောင်းပါဘူးအဲ့ဒါကျွန်တော်လည်းဒီပုံမှာဘာရှိလဲဆိုတော့ကျွန်တော်ကြည့်လိုက်ပါတယ်ပုံမှာတော့ကျွန်တော်ဘာမှတော့မတွေ့ရပါဘူးအဲ့တော့ပြန်ဆင်းလာမယ်ပြီးကျွန်တော်တို့ crafting တွေပဲမှာကျွန်တော်တခြားဓာတ်တို့ပါ stone swap x နဲ့ pickaxe တို့လုပ်မယ် stick ကမလောက်ဘူး stick ကိုရှင်လုပ်မယ်ပြောရှင်ကျွန်တော်တို့ finance ခုလုပ်အောင်မယ်ပေါ့နော်လောဆယ်မလုပ်သေးဘူးကျွန်တော်ဘာလုပ်မလဲအဲ့ဒါတက်တာဥစ္စာတွေကိုဟုတ်ပါတယ်ကျွန်တော်မြေမြုပ်မှာဖြစ်ပါတယ်ဒါလည်းမလိုတော့တော်တာဥစ္စာဖြစ်ပါတယ်အဲကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ပထမဆုံး mission ဖြစ်တဲ့အစာရှာခြင်း Okay ကျွန်တော်အစာရှာခြင်းလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့အခြားတွေးရတဲ့ကောင်တွေအကုန်လိုက်တာပဲဝတ်တို့ပါတော့ပုံတက်ခွာကြတယ်တက်Okay ကျွန်တော်မိုင်းမောင်လေးကျွန်တော်တက်ပါမယ်အကုန်တက်မယ်ဗျာဆိုတော့စားပဲ WYMM but not WYMM that is WYM2 ဒီကျွန်တော်တွေးရကုန်လိုက်တာမှကျွန်တော်ချက်လေးတက်မယ်အကုန်တက်ပါမယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကတော်တော်လေးတူလိမ့်မယ်ဗျာဆိုတော့10စက္ကန့်10စက္ကန့်တော့ဖြစ်တယ်ကျွန်တော်10မိနစ်လောက်ပဲရှိမယ်ဗျာအဲ့တော့ကျွန်တော်ကျွန်တော်ပထမဆုံးလုပ်တဲ့ဗီဒီယိုကဒီ editing တော့မှကျွန်တော်မနေလောက်ထားရတဲ့ editing ပေါ့နော် skill အဲ့ဒါတော့ကောင်းပြီးကျွန်တော်လက်စားမယ်ကျွန်တော်နေကြအိမ်လေးရမှာကျွန်တော်စားလာလေးရပြီနောက်ထပ်လူတာကျွန်တော်တိုးမွေးပါတော့ကျွန်တော်တိုးမွေးရှာပြီးတော့တော်တော်လေးတော့ခံရလို့ထင်တာတော့ကံမကောင်းတတ်ပါဘူးခင်ဗျာWhat the shit တနေ့ကတိုးလား What the fuck ကျွန်တော်နေက3နာရီလောက်ထပ်တွေးလို့ကျွန်တော်ထပ်တက်လိုက်ပါတယ် Okay ကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုအရင်တူနေတယ်ဟိုတော့ဘာလို့လဲဆိုတော့ကျွန်တော် editing skill ကြောင့်လည်းအများကြီးပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေး